ဟာတတကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီစီဇန်လေးကတော့ဒရိုက်တာမောင်တီရဲ့ဖန်တီးချက်လေးပဲဖြစ်ပါတယ်ဟာတတဆိုတဲ့အဓိပ္ပာယ်လေးကကျွန်တော်တို့အမှုပြန်သမားများအထူးသဖြင့်လူရှင်တော်များပေါ့နော်ကွယ်လွန်သွားပြီဆိုလို့ရှိရင်သူ့ချစ်တဲ့ပိသက်တွေကရင်ထဲမှာဟာကနေဖြစ်ပြီးသူပြက်ခဲ့တဲ့ပြက်လုံးတွေကိုတတနဲ့ပြန်ပြောင်းအောင်မိတန်းနေကြပါတယ်အဲ့ဒါလေးကိုဒီတဲ့ပို့ပြီးတော့ပေါ်တင်လေးပြန်ပြောင်းတန်းနိုင်အောင်လို့ဆိုပြီးတော့ဒီအစီအစဉ်လေးကိုစီစဉ်တင်ဆက်ခြင်းပဲဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော်တို့ဟာတအစီအစဉ်ကနေထူးကြပါရခင်ဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီဘက်အစီအစဉ်မှာပြန်ပြောင်းဆွေးနွေးပေးမဲ့ဆရာကြီးကတော့လူရှင်တော်မဟုတ်ပါဘူးသို့တော်လည်းပဲလူရှင်တော်မြောင်များစွာကိုမွေးထုတ်ပေးခဲ့တဲ့ဆရာတစုဖြစ်ပါတယ်နောက်ပြီးတော့လူရှင်တော်ဒီပေါ်မှာထားတဲ့စိတ်ထားလဲအင်မတန်ကောင်းပါတယ်ပြက်လုံးတွေလည်းအများကြီးရေးပေးခဲ့ပါတယ်နောက်ပြီးတော့တချင်းဟာသချင်းမြောင်များစွာလည်းရေးခဲ့ပါတယ်နောက်အငိမ့်လောကအတွက်ဂန္ဓဝင်အငိမ့်တချင်းတော်တော်များများကိုလည်းယနေ့အချိန်ထိမင်းသမီးတွေကပြအတုံးတော်ခံနေတော့ပါခင်ဗျာဆရာဒရီကမုံရေးခဲ့တဲ့ချင်းတွေပါဒါကြောင့်ဒီနေ့ဟာဆရာဒရီကမုံအကြောင်းကိုပြန်ပြောင်းအောင်မွေဝယ်ဟာဆွေးနွေးကြမှာဖြစ်တဲ့အတွက်ဆရာဒရီကမုံရဲ့ရင်းနှစ်တီးကြသားလူရှင်တော်ချစ်လူနဲ့နောက်ပြီးတော့ဆရာဒရီကမုံရဲ့ညီဖြစ်တဲ့လူရှင်တော်ကိုပေါ်ဦးတို့နဲ့ကျွန်တော်ပြန်ပြောင်းအောင်မွေဝယ်ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လူရှင်တော်ကိုပေါ်ဦးနဲ့ကိုချစ်လူစနေဖြင့်ဆွေးနွေးကြပါလို့ဖိတ်ခေါ်ပါခင်ဗျာကြောက်ပါဗျာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကိုရဟုတ်ကဲ့ချစ်လူညီလေးကဒရီရဲ့သားဟုတ်ကဲ့ဟုတ်နော်သားမတော်တော်ဒရီထင်းခဲ့ရလားပါနော်ဟိုညီလေးငယ်ငယ်တုန်းကဆိုရင်လည်းမင်းတို့ငါတို့တွေထိန်းချောင်းခဲ့ရပါတယ်ဒရီနဲ့အတူတို့တွေကနေကြတော့ပေါ့နော်ဟုတ်ဟိုဘက်ကဥပေါ်ဦးကကြတော့ဒရီရဲ့ညီပေါ့ဟုတ်ကဲ့နော်ဒရီရဲ့ညီဆိုတော့သူ့ဦးလေးပေါ့ဦးလေးပါဒရီကလူရှင်တော်မဟုတ်ပါမဲ့လူရှင်တော်တော်တော်များများတော့သူရွှေရင်းတိုင်းထဲမှာမွေးထုတ်ပေးထားတာကိုတွေ့ရပါတယ်ဟုတ်ပါတယ်အဲ့တော့ဟိုပေါ့ချစ်လူကတချင်းကစိုးကရတီမှာဝင်ပြီးမင်းသားလို့ပြန်ခဲ့တယ်နော်ဟုတ်ဒရီကလည်းတင်ပေးတယ်အမေလုပ်တဲ့မင်းသမီးဟုတ်နော်ဟုတ်ကဲ့အမေနာမည်ကဒေါ်ချစ်သေးမြို့တော်ချစ်သေးပေါ့ဟိုမြို့တော်ချစ်ဖွယ်လို့ ਨੇ အတူပေါ့မြို့တော်ဆံမှာကခဲ့တယ်ဟုတ်မြို့တော်ချစ်သေးမင်းသမီးမင်းသမီးဇာရေးဆရာဟုတ်ကဲ့သူတို့ကမွေးထုတ်တာကိုမင်းကမင်းသားဖြစ်တင်တယ်အဲ့မှာမင်းကမင်းသားမလုပ်ချင်မနဲ့လူရှင်တော်ဖြစ်သွားတယ်လူရှင်တော်လုပ်တဲ့နှစ်ကပဲနှစ်လောက်ကစားတယ်ကျွန်တော်ကအဲ့ဒါကျွန်တော်ရဲ့ဒီအဖေပေါ့အဖေရဲ့ကျေးဇူးပေါ့ကျေးဇူးကြောင့်ကျွန်တော်ကဒီအမှုပညာလောကထဲကိုရောက်ခဲ့တာကျွန်တော်ကလည်းအမှုပညာကိုဒီအဖေသွေးရဘယ်လောက်ပါလဲဆိုတော့အမှုပညာကိုအရန်ချစ်တာဥရရဲ့ကျွန်တော်10တန်းပထမနှစ်ကိုကျွန်တော်သူကနေပြီးတော့10တန်းအောင်ရင်းနဲ့ဒီဟာစစ်ဖို့လုပ်ရမယ်တဲ့အဖေကမင်းကိုကျွန်တော်ဖေကနေပြီးတော့လူတော်များသိမှာပဲ10တန်းအောင်စစ်ဖို့လုပ်ရမယ်ပြီးတော့အဖေကဒီတက်မတော်အစိုးရနဲ့အဖေကဒီရောက်တဲ့စစ်တပ်နာချုပ်မှာ तू ကအဲ့ချိန်မှာအုပ်ချုပ်ရေးမှုအုပ်ချုပ်သူဖြစ်နေပြီပေါ့လေလောက်တဲ့ခါကျတော့ flash screen နဲ့လုပ်နေဟုတ်ကဲ့အဲ့ကျတော့ तू ကစစ်ဖို့လုပ်ရမယ်နောက်ကျတော့သူ့ရဲ့ဒီရာရှိတောက်ကလည်းမိုးခမရစစ်တော်ကြီးရတဲ့ဟိုထည့်ပေးမယ်မပူနဲ့ရာရှိဖြစ်အောင်ကျုပ်ရေချင်းချင်းရှိသလိုပေါ့လေလုပ်ပေးမယ်ဆိုတာအဲ့လိုပြောတော့ဟဲ့ငါသားတဲ့ဖေကနေပြီးတော့ပြန်ရုံးကနေပြန်လဲပြန်လာငါသားတဲ့မင်းဖွားတော့ကအေးစေးတည်နေမယ်မင်းကြိုးစားဖို့လို့ဘာဖြစ်လို့လဲဖေးဆိုတော့မင်းနဲ့10တန်းအောင်လိုက်တာနဲ့မင်းစစ်ဖို့ဖြစ်ပြီတဲ့ဒါမှမဟုတ်မင်းတစ်တော်ကြီးရဝန်ကြီးဌာနရာရှိဖြစ်ပြီတဲ့အဖေကအရန်ပြောတော့ကျွန်တော်ကဘာမှစိတ်ညစ်ဆုံးနေတာအဲ့အနေပဲဘာဖြစ်ကျွန်တော်ကဒီဝန်တန်းအလုပ်တို့ကိုယ့်ချုပ်နှောင်ချုပ်တီးထားပြီးဘောင်ခတ်ထားတဲ့လုပ်ကိုကျွန်တော်လုံးဝဝါသနာမပါဘူးအဲ့ကြောင့်ကျွန်တော်အဲ့10တဲ့နှစ်ကိုသွားမဖြေဘူးကျွန်တော်ကြက်လဲကြောက်ခဲ့မင်းလုပ်ချင်တာလုပ်ဆိုကျွန်တော်လူကျွန်တော်ဖြစ်သွားတာပဲအေးဟောဒူလောကတွေမကောင်းဖြစ်သွားတာကောင်းတယ်ညံသွားတော့ဘောနော်ဒရီကအဲ့လိုမင်းလုပ်ချင်လို့ပြောလိုက်တဲ့အချိန်မှာပဲဒရီကပြလုံးတွေပဲရတာပေါ့တင်ပေးတာအဖေကကျွန်တော်အဖေကဆရာ3မျိုးထဲမှာ2မျိုးပါတယ်သူကမြင်ဆရာကြားဆရာအဖေကလုံးဝမသိဘူးပြီးတော့သူကိုယ်တိုင်ကဒီလောက်တဲ့ခါကျရင်အဖေဒါလေးကဒီပြလုံးလေးပြန်ရီမလားငါပဲသိမလဲလူရှင်တော်တွေသွားမေးပေါ့ဆိုသူကဘာဖြစ်လို့မတင်တာလဲဆိုတော့တားဖာချင်းကြတော့လေဟိုဘယ်လိုကောင်းမလဲစိတ်ဝင်စားမှုနည်းမှာဆိုတော့ငဲပါတယ်ဒါတားဖာချင်းကတော့ဟောဆိုဆရာဦးမန်းကျော်ရှိကိုပို့ပေးတယ်နောက်ကျကျွန်တော်လက်ဦးဆရာဆိုရင်ဆရာဦးမန်းကျော်နောက်ကျတော့ဆရာဦးငွေမိုးအဲ့လိုဆိုကျွန်တော်ရှင်မြင့်မှုမှာကတဲ့ကတငိန်နဲ့ကတဲ့ခါကျတော့ပြက်လုံးတွေပေးကြတာပေါ့လေပေးတဲ့ခါကျတော့အခု
အခုအဓိကဆရာတော့ဆရာဦးရပါပဲဆရာတပည့်ချင်းကိုမသိကြအောင်ဆောင်ပြီးမေးတယ်အဲ့လိုကိုပေးတက်ရှိတာမရမှာပေါ့ကိုပုံနဲ့ကြတော့ဒယ်ဒီကမုန်းနဲ့ကြတော့ဘလို့ဟုတ်ကဲ့တော်စားခဲ့တာဟိုဒယ်ဒီနဲ့ကြတော့ကျွန်တော်ကြတော့အကိုဆရာရောက်ဖပေါ့ရောက်ဖပေါ့အဲ့တော့ဒေါ်ချစ်တဲ့ရဲ့မောင်ငယ်ဆုံးပါကျွန်တော်ဟုတ်ကဲ့ဒီအမှုပညာနဲ့ပတ်သက်လို့ရောဒီဒယ်ဒီရှိကဘလို့ဟိုပေါ့အမှတ်တရစကားလေးတွေဗာလေးတွေဗာများရခဲ့ဘူးဟုတ်ကဲ့အခုချိန်ထိရက်တည်နေရလဲဒယ်ဒီကမုန်းရဲ့ပညာတွေပါပဲကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က89ခုနှစ်မှာပေါ့ရေးမင်းသားစကားလေဒီရုပ်နဲ့ဟုတ်ကဲ့မျက်နှာ1000လောက်ရှိတယ်မင်းသားကာသေးတာမျက်နှာ1000စိန်လောက်အောင်ဆိုတော့ရှိတော့ကျွန်တော်အဲ့ဒါနဲ့ပါရမီပေါ့မဖြစ်ခဲ့ဘူး80နဲ့တခုနဲ့ကျတော့မြို့တော်ဆန်ဆိုတော့တူအရင်ပေါ့သူပြောသလိုပဲအဲ့တော့ဒယ်ဒီကမုန်းနဲ့ကျွန်တော်အမနဲ့ရလဲရီးသားတွေပေါ့ရီးသားပဲရှိသေးတယ်ဟုတ်ကဲ့ရီးသားပဲဖြစ်တယ်အဲ့တော့ကျွန်တော်ရေးမင်းသားပြဿနာလက်ထောက်ပေါ့ကာရင်နဲ့မင်းလူရှင်တော်ကမှာပေါ့သူပြဿနာတွေပဲတင်ကပေးပါတယ်တင်ကလည်းသူ့ရှိရပညာတွေတချို့တစ်ဝက်အဲ့ဒီယူပေါ့နောက်ကြလည်းကို့အမနဲ့ညာတော့လူရှင်တော်တီးတန်လိုင်းကိုပေါ်ဦးဆိုနာမည်လဲဒယ်ဒီပဲပေးဒယ်ဒီပေးရလားဟုတ်ပါချစ်လူလူနာမည်ရောအဖေပဲကျွန်တော်နာမည်ကဦးရကျွန်တော်နာမည်ကချစ်လူလူမုံချစ်လူလူမုံဟုတ်ဘာလို့လဲဆိုတော့ချစ်ဆိုတာတော်ချစ်တဲ့အမေလေကျွန်တော်ကလူလူမုံဆိုတာဒယ်ဒီကမုံဆိုတော့အဲ့ချစ်လူလူမုံဆိုတော့ကျွန်တော်နာမည်ပေးတော့ပြီးတော့ဖေရလေရှေးတာဖေရလေဟိုတော့ပြောကျွန်တော်နာမည်ပြောတယ်ချစ်လူလူမုံပါဆိုဟောနာမည်ကြီးကဘယ်လိုလဲကျွန်တော်ကြားတော့ရှေ့ရလာသလားရှေ့လဲရှေ့လာတော့ဖေရလေဘာလို့မုံလဲရအောင်နားမလဲတာချစ်ချင်းမုံချင်းတရားမှရှိတဲ့လူတယောက်တည်းသူ့အထိပ်ပဲနဲ့သူတော့ဟုတ်နေတာပေါ့အဲ့ဆိုင်ကကြဆန္ဒပေါ့အဲ့ကကြဆန္ဒဆိုအဖေကဘယ်လိုဖေရချွေးနေလိုက်တော့မှသူကအမေနိုင်မဖြုတ်ဖဲနဲ့သူ့ကိုအနစ်နဲ့ခိုင်းပြီးတော့မုံဆိုတာဖြုတ်ဆိုတော့ချစ်လူလူဆိုပြီးဖြစ်သွားတယ်အဲ့လိုဖေးပေးတာလားငါလည်းအေးရစားဖေးပေးတာပဲဖေးကတော့လူမြန်သွားတော့မဟုတ်ဘူးသူကကြပြရမ်းဆန်တာအေးရလို့ပေးလိုက်တယ်ကမြေထဲကမထွက်ရဘူးဖြစ်အဲ့လိုပဲဆရာကြီးရတယ်ဆရာအေးရဆိုတဲ့နာမည်ကစဉ်းစားရင်စဉ်းစားသလောက်အမတန်ကြီးကျယ်တဲ့နာမည်အမတန်ကောင်းတယ်ကျွန်တော်သဘောကျတယ်ငါပေါင်လေးရောက်မှကြည့်ပါဒယ်ဒီကနောက်ပြီးတော့ကျွန်တော်လည်းရင်းနှီးခဲ့တာကြတော့ဒယ်ဒီကကျွန်တော်ကြံနေလောက်ကြတာဟုတ်ကဲ့ကြံလို့တော့ကျွန်တော်တို့ကပြောနေပေါ့ပြီးတော့ချင်းမင်းသားကြီးကျွန်တော်ကြော်ထူးရဲ့စပြီးတော့ဟုတ်ကဲ့တရုတ်ဆောင်တန်ချက်တိုင်ပေါ့နော်ကျွန်တော်ယူရတယ်အဲ့မှာကိုမြစ်တာလည်းပါတယ်လားကိုမြစ်တာပါတယ်နောက်ပြီးတော့နော်ကိုမြစ်တန်းဆိုတဲ့ကိုချစ်ဆရာပေါ့သူတို့လည်းပါရတယ်ဘာကြီးကျွန်တော်တို့ရဲ့ပြီးတော့ချင်းမင်းသားကြီးမှလို့တဲ့အချိန်မှာဒယ်ဒီတို့ကဒယ်ဒီနာမည်ကန်ကြီးမောင်ဆိုပြီးတော့နော်ကန်ကြီးမောင်ဆိုပြီးတော့သူတို့ရဲ့အဖွဲ့ကပစီပစက်ဟာတာနဲ့ပတ်သက်ရင်ပစီပစက်ကအရန်ကောင်းတာအချင်းပြက်တရောဘာရောညာဒါလည်းရကြမှာပေါ့နော်ရပါတယ်ရပါဒယ်ဒီကအမွေဝေးကမှာပေါ့နော်တကြံဆိုတော့လေဒါမြန်မာတနိုင်ငံလုံးကဒီအဖေတို့အသက်အရွယ်တွေလောက်ပဲများသောအားဖြင့်ဒါဆရာတို့တော့သိတာပေါ့လေမပြောမဖြစ်မလို့ပြောရမှာကြွားမှာပေါ့လေ The King of the Water Festival of 1975 1985ခုနှစ်မှာမြန်မာတနိုင်ငံလုံးမှာတကြံဘရင်ပွဲရအဖေကမြန်မာနိုင်ငံမှာတယောက်ပဲရှိတယ်။ဘာဖြစ်လို့တယောက်ပဲရှိတယ်ဆိုတော့အဲ့ဒီချိန်မဲကျင်းပါလို့။နောက်နေ့တည်းဆိုပြီးကျင်းပါရင်တော့လေဒါနောက်တကြံဘရင်ပေါ်လာမှာပေါ့။တကြံလောကမှာကန်ကြီးမောင်ဆိုတာ2ယောက်ရှိတယ်။ဟုတ်ကဲ့။မနုဿဘလူးအဖွဲ့ကကန်ကြီးမောင်ရှိတယ်။ဒါပစီပစက်ကကန်ကြီးမောင်ပေါ့ဆရာ။မနုဿဘလူးအဖွဲ့ကကန်ကြီးမောင်ကတော့သူကတကြံတစ်နှစ်ကိုမိမတယောက်ရှိတယ်။ကျော်ဆရာကြီးပါပဲထားတယ်။အဲ့လိုဒယ်ဒီရဲ့အမတ်တရရတော့အများကြီးပါ။ဟုတ်ကဲ့ပါဆိုရင်ပေါ့နော်။အမတ်တရအများကြီးနောက်ဇမင်းသားတွေပေါ်မှာလည်းတချင်းတွေရေးပေးခဲ့တယ်ရက်သက်တွေရေးပေးခဲ့တယ်နောက်ကိုမိုးဝင်းကိုရေးပေးခဲ့တဲ့တချင်းတွေတပုတ်ဆိုရင်အမှတ်တရပါပါမိုးကလို့လားမိုးလှလို့လားမိုးချောလို့လားဆိုတာဒါဒယ်ဒီရေးခဲ့တယ်လို့ကြာဟုတ်လားဟုတ်ပါလားအဲ့ဒီတချင်းကသူက2မျိုးရှိတယ်ဟိုရဲ့ဆရာကြီးရဲ့သူကမိုးချောလို့လားဝါမိုးလားဆိုတာဒါမိုးဝင်းရယ်ဆိုပြီးတော့ပြိဿလူတိအောင်လုတ်တစိမ့်တစေသာလုတ်ပေးခဲ့တဲ့တချင်းဆိုလို့မှန်တယ်လို့အဲ့ဒီတချင်းကနောက်ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့စသဖြင့်လောကမှာပေါ့လေနှစ်ပါးသွားမှာဆိုလို့ရှိရင်ဟောပေါ့စိုင်းနေနဲ့အဲ့လိုမျိုးစပြီးတော့တီးကြမဟုတ်ကြပြီးတော့ကကြခုံကြတာပေါ့ဒီအဖေလက်ထက်ရောက်တော့မှကိုမိုးဝင်းမှာပဲအဓိကတော့ကိုမိုးဝင်းကိုကတော့အဲ့တချင်မိုးမိုးချောလို့လားတော့ပါအဲ့တချင်ကိုတီးတဲ့ခါကျတော့စိုင်းနေမတုံးတော့ပဲနဲ့နောက်တိုင်းဂီတာကျွန်တော်ဖြစ်တဲ့ဒီဂီတာတို့ဒရမ်တို့ဘေ့တို့ကီးဘုတ်တို့နဲ့အဲ့လိုတီးပြီးတော့သူကအဲ့တချင်ကိုတိုက်ပေးတာအဲ့ကျတော့ကိုမိုးဝင်းကဒီကျွန်တော်အဖေတယ်လီကွန်ဖေအဖေကိုသူကကိုလို့ခေါ်တာကိုကျွန်တော်မဆိုရဲဘူးတော့ပဲဟဲ့အောင်လို့မင်းတခုခုတော့အောင်မြောင်လုပ်ရမယ်လေတမိုင်းတစ်ခေတ်ချိုးမယ်ပေါ့အဲ့လိုမျိုးပြောတဲ့ခါကျတော့ပြီးတော့အဖေနဲ့ကိုမိုးဝင်းအကြောင်းကလည်းသိပြီးတော့ရီးရတာကျွန်တော်အဖေကစာရေးဆရာဆိုတော့ထုံးစံတိုင်းစင်းရဲတယ်လေစင်းရဲတဲ့ခါကျရင်သူကအဖေကိုတချင်းတစ်ပုတ်ကိုဟို900လို့ဟိုတော့900လို့1000လို့နဲ့ပေးတာမို့သူကဟိုတပားကိုအစိတ်
1 2 3 4တဘာကိုအစိတ်အဲ့တော့ဘာရည်နဲ့တွက်ပြီးပေးတာတချင်းကို तू ကအဲ့ဒါဟိုကိုမိုးဝင်းကလည်းအဲ့ကျတော့ तू ကဘယ်လိုဆိုတချင်းကြီးရေးရမှာအဲ့ဒါ ချီလေးဖြစ်သွား အဲ့ဒါလေးကိုပြောနေတာအဲ့တော့ तू ကမိတ်ကခန်းနဲ့သွားပြီးတော့ကိုမိုးဝင်းကမိတ်ကလိမ့်နေတာအဲ့တော့မိုးဝင်းဒီမှာလို့ကိုခဲဆိုပြလေကိုဆိုပြဆိုတော့ သူအရှင်းဆို intro ကစာရွတ်ပြတာ intro 24ပါးရေးထားတယ်အခုအဲ့လောက်ကြမရှိဘူးလားအဲ့ဒါမှကတချင်ကကောင်းပါမမတော့ဘာများရင် तू ပတ်စံများများပို့ရမယ်လေအဲ့လိုတချင် तू ကလည်းကိုမိုးရလည်းမမတက်မှုချစ်လို့စတယ်သူကအဲ့လိုလုပ်ပြီးတော့အဲ့ကျတော့ကိုကျွန်တော်မလုပ်ရဘူးရအောင်လုပ်ငါခိုင်းတာလုပ်ဆိုတော့အဲ့တချင်ကို तू ကောက်ဆိုတော့ကလည်းကောက်ယုံစင်ပြိုင်ကကြတာပေါ့ကိုမိုးရတော့တစ်ဖွဲ့ကဘယ်သူလဲတော့မသိဘူးပြီးတော့ကလည်းကကြရောကလည်းကကြတော့နှစ်ပါးသွားလဲရောက်လဲရောက်ပေါ့ဟိုဒူဆိုပြီးတော့စူတဲ့ကကြတော့ဘာလဲအခုမပြက်ဆက်ထွက်တယ်မလို့မှနှစ်ပါးသွားလာကြည့်ကြတယ်မနဲ့မိုးလေးတဲ့ခါကြတော့ဟိုကိုမိုးဝင်းဇက်ကောင်းတယ်လည်းမပြောဘူးတချင်းကောင်းတယ်လည်းမပြောဘူးဒီသူတို့ရက်ရွာပြောတာဟာမိုးဝင်းကနှစ်ပါးသွားမှာတီးဝိုင်းနေနဲ့ကတာဆိုဟောဒါမြန်မာဇက်သပင်လောကရဲ့ဇက်စင်ပေါ်နှစ်ပါးသွားဒီမှာခစ်ပေါ်တီးကြတယ်တင်တာအဖေကစခဲ့စဖြက်စီးခဲ့စပြီးတော့ဖြက်စီးခဲ့လူပညာဖြက်ကြီးပေါ့မဟုတ်လေအဲ့လိုမဟုတ်လေခစ်ကြိုတာခစ်ကြိုထူအောင်ခဲ့တာပေါ့နော်နောက်လည်းဖြစ်လာမယ့်ဟာပဲမထူအောင်ဆိုလုပ်ခဲ့တယ်ဆိုတော့ဒယ်ဒီရဲ့မတရားရများပါတယ်တကယ်ကိုချစ်ဖို့ကောင်းပါတယ်ဒယ်ဒီကဟိုဆော့အကိုရပြောလို့ပဲပေါ့တကြံမှာပေါ့ကန်ကြီးမောင်ပေါ့ကျွန်တော်စပြီးတော့လိုက်တော့89ခုနှစ်ပေါ့ဒယ်ဒီနဲ့တကြံလိုက်တော့ပစုံတော်စာမျက်နှာ21ရေဆိုးနေတော့တန်ချက်ပစည်းပစကန်ကြီးမောင်လူလေလုတ်တယ်ဆိုတော့ကျွန်တော်ကတရုပ်ပြတယ်ပေါ့အဲ့မှာပိုးဝင်သွားတာပေါ့ဒါပေမဲ့လူရှင်တော်ကတော့ကလည်းပြီကတော့ကလည်းပြီအဲ့ရနေပြီးတော့နောက်ဒယ်ဒီကျွန်တော်ပြက်လုံးလေးတွေပါညာပေးပါဆိုလို့ရှိရင်တချင်းလေးနေနဲ့ပေါ့ဒယ်ဒီတချင်းလေးဆိုလူရှင်တော်စဖြစ်ခဲ့တဲ့တချင်းဟိုတော့ကိုလွမ်းကိုနာမည်ကြီးခဲ့တယ်လေကျွန်တော်လည်းစကားလေးပြောရင်မျက်စိမိတ်ထားပါလေအဲ့တချင်းလေးတွေကိုပြန်ပြီးစမြောင်လေးတွေကျွန်တော်တော့လိုက်ဟုတ်တယ်အဲ့တချင်းလေးနဲ့စဖြစ်ခဲ့လို့ပေါ့နော်လူရှင်တော်စဖြစ်ခဲ့တာပေါ့ဟုတ်ဒယ်ဒီကနောက်ပြီးတော့အတီးပညာလည်းတက်တယ်နော်ဟုတ်ကဲ့ခင်ဗျာအရင်တော့က तू ကစနေရတီးတာစနေရကောင်းဟိုဟာပေါ့ဟိုဆိုင်းဆရာကြီးဆရာစိန်လမ်းမြိုင်ဆရာတော့စနေရတီးတာဆရာရှိမှတင်တာလေဘဘရှိမှတင်တဲ့ခါကျတော့အကြာကြီးစနေရတီးခဲ့သေးတာဟုတ်ကဲ့အဲ့လိုလက်တီပတ်တီရောတက်တယ်နော်ပတ်တီလည်းတက်ပြီးတော့အဖေရဲ့ဟိုဟာအဖေမျိုးရိုးမရှိဘူးအနုပညာမျိုးရိုးသူပြောပြတာလေးပေါ့ဒါအမှတ်တရပြန်ပြောပြတာအဲ့ကျတော့ तू ကညအကြောင်းတက်ရတယ်သူတို့ကနေခဲ့မှကျတော့အလုပ်လုပ်ရတယ်လေအဲ့တော့သူတို့ခေတ်ကညအကြောင်းရှိတယ်ဒါကျတော့အဲ့ညအကြောင်းကိုပြေးပြီးတော့ तू ကစနေရသွားတင်တာခိုးပြီးတော့သူတို့ညီကိုမတော်ကသူ့အကိုကြီးတယောက်ရှိသေးတယ်အဲအကိုကြီးကသူကအမှုပညာနဲ့ပတ်သက်တာလုံးဝမကြိုက်ဘူးသူကအစိုးရဝန်ထမ်းဒီဟိုဘယ်လိုခေါ်မလဲအရာရှိအကြီးတွေကပဲပေါ့ကျွန်တော်တို့မေ့နေပြီအဲ့ဒါစန်းနေရတီးတာတီးလဲတီးရောအဖေကိုစုတာဟဲ့အောင်နဲ့စန်းနေရတီးတာတဲ့မင်းလိုက်တောင်းလို့မရဘူးတဲ့စန်းနေရကြီးရှောက်တယ်ပြီးတော့တောင်းလို့မရဘူးတရောတင်ပါလားတဲ့တရောသူပေါ့ပါတည်သွားလို့ရတယ်တဲ့ကျွန်တော်ချစ်တဲ့အမှုပညာကိုအကိုကြီးမစော်ကားနေတယ်အဲ့ငါမသိဘူးတဲ့မင်းဟိုပြင်အိမ်ဘောဆင်းအဲ့ရအိမ်ဘောဆင်းပြီးတော့အဲ့ဒီဆရာဦးစိန်လမ်းမြိုင်ဇက်တဲ့ကိုပါသွားတာအရသားမျိုးရိုးမရှိမျိုးရိုးမရှိမှတ်သားကြရအောင်နော်အနုပညာကိုတကယ်ချစ်လိုက်ရင်မရဘူးအနုပညာဆိုတာဟိုတော့ပြလုံးပြတဲ့ခါမှာအနုပညာဆိုတာအနာပြင်းမှုတယ်လို့ပြောတာလေပရိသတ်ကြီးအမှန်မှန်ဟုတ်တယ်အနုပညာဝါနာပါလူကအနာလေးတစ်လုံးဟိုနော်သွေးစုနာလို့ဒီအမွှေးကျွတ်နာလို့တစ်လုံးဟိုပေါက်ပြီးတော့အဲ့ပြည်လေးနှုတ်နေတဲ့အချိန်ဖြစ်တယ်ဟုတ်ကဲ့အဲ့လိုခံစားရတယ်ဗောနော်တီနုရဲ့ခါကျဖောက်ထုတ်လို့လည်းမရဘူးညှော်ပြီးတော့လည်းတအားနာအနာရားလည်းရနာအဲ့လုံးပြဝါနာမလို့အနာတီနုရဲ့ဒီလိုပဲနော်အဲ့တော့ဒယ်ဒီရဲ့တမိုင်းကြောင်းတွေကတော့အများကြီးပါဆိုတော့နော်ကျွန်တော်တို့ဒီမြောက်ဒီအငိမ့်ပြိုင်ပွဲမှာလည်းရွှေစိတ်တွေရအောင်သူချင်းတွေနဲ့ကျွန်တော်တိုင်ခဲ့ရတယ်ဟုတ်ဟိုမြောက်ဒီအငိမ့်ပြိုင်ပွဲမှာဆိုလို့ရှိရင်ဒုတိယအကြိမ်ပေါ့နော်ပထမအကြိမ်တော့ဖေကမမေးလိုက်ဘူးဒုတိယအကြိမ်ကျတော့ဒါဆရာတို့ကရွှေလာမင်းရွှေလာမင်းအေးကျော်တူမန်းဝင်းတာတူဒါဆရာတို့ကရွှေလာမင်းရွှေမြင့်ကိုရွှေဝဝင်းဆိုပြီး၃ဘွဲရှိတာအဲ့ဒီအချိန်မှာအဖေကတချင်းတွေရေးတဲ့အခါကျတော့အဖေကတချင်းအကောင်းဆုံးပထမဆုအဲ့ဒါယဉ်ကျေးလာပါမြန်မာဂီတဆိုတဲ့ကရတယ်တချင်းအကောင်းဆုံးဒုတိယဆုရွှေနိုင်ငံဆိုရရတယ်ပြီးတော့ဆရာလည်းသူပြန်တော့ပြုံးနဲ့လူရှင်တော်အကောင်းဆုံးဆုလူရှင်တော်အကောင်းဆုံးဆုအဖွဲ့အကောင်းဆုံးဆုဟုတ်တယ်အဲ့ကျမင်းသမီးကောင်းဆောင်မင်းသမီးအကောင်းဆုံးဆုဟုတ်တယ်အဲ့ဆိုင်ကောင်းဆုံးဒီဒုတိယကြိမ်များပြီးအငိမ့်ပြိုင်ပွဲမှာဆွေတစိမ့်စုပေါင်းမြောက်များစွာယူရတာသူအဲ့ဒါကိုပြောစီခြင်းလို့စကောတာဟုတ်ပါဘူးဒါလူတိပြီးသားပါဒါကြွားကြမလို့ပါဘူးတကယ်လဲကောင်းခဲ့တာဘူးတကယ်ကောင်းလို့လည်းရတာပါမကောင်းလည်းမရပါဘူးကျွန်တော်အခုဆရာပြောလို့ပေါ့တွေးလဲဝမ်းနေပါလေပေါ့ဟုတ်တယ်82ခုနှစ်မှာမြို့တော်ချစ်ဖွယ်လို့ဖြစ်သွားတာဒါကျွန်တော်ရောက်ဖတ်ကျွန်တော်ဆရာကျောင်းဟုတ်ပါမြို့တော်ဆန်ပေါ့ဟုတ်ကဲ့လူရှင်တော်ကထူးဒလင်းလျှောက်ပန်းကိုငွေမိုးဟုတ်ကဲ့မင်းသမီးကအခုသူ့အမေပေါ့ဒါဒီကမို့မြို့သမီးမြို့တော်ချစ်တဲ့တအားအောင်မြင်သွားတဲ့အချိန်ဟုတ်ကဲ့ကျွန်တော်တို့ကအဲ့တုန်းကပြက်ဆက်လက်ထောက်
ရေးမြန်းသား ခဏလေးကတော့ဟိုကျွန်တော်ဦးလေးစကားကိုဖျက်လို့အဲ့တုန်းကအဖေကစာရေးဆရာအမေကမင်းသမီးမြို့တော်ချစ်ပွဲဟိုပေါ့ကိုချစ်ပွဲကြီးကိုတင်တဲ့အချိန်ချိန်ကြတော့အဖေကစာရေးဆရာအမေကမင်းသမီးပြီးတော့အမေရဲ့အဖေကအရင်ဆင်းရဲတယ်ကျွန်တော်တို့မင်းသားလည်းအဲ့တုန်းကချစ်ကိုချစ်ပွဲလည်းတော်တော်ဆင်းရဲပါဆင်းရဲကော်လန်ကရုံးနဲ့အင်ကြီး30လောက်ပဲရှိပြီးတော့မင်းသားတင်လိုက်တာဟုတ်အဲ့ချိန်မှာလူဟာစာရေးဆရာဆိုအမတန်လဲတာလေလဲတဲ့ခါကျတော့ချစ်ပွဲမြို့တော်ချစ်တယ်မြို့တော်ချစ်ပွဲသူတို့နှစ်ယောက်ကဖို့အတွက်သူကပြက်ဆက်ရေးတဲ့ခါကျတော့ဘယ်တော့မှမင်းသားမင်းသမီးကိုစင်းချမ်းသာတဲ့နေရာမထားဘူး။ဘာလို့ဝေသားဝေမမနိုင်ဘူးလေ။ညာကြီးကလည်းနဲတဲ့ခါကျတော့အဲ့လိုမျိုးအမျိုးမျိုးသူပြက်ဆက်တဲ့မှာအခုမှတ်မိတာအမှတ်မရှိလားအမှတ်မရှိလားမရှိကီလီဘောဒရာဟုတ်ကဲ့လိုက်ပါရဲ့ကိုချစ်ပွဲကွက်တီပဲလေအမှတ်မရှိလားမရှိကီလီဘောဒရာနောက်မြစ်တာကဘာဖြစ်မိုးရင်လက်မတတော်အတိပိလန်ချင်းဒါအောင်မြင်ခဲ့တဲ့နန်းကြာညူကြော့ကြောင့်ဒါဂျီမီဇီယက်တို့ပဲဟုတ်ကဲ့ဦးဇီယက်ပြင်ဘိုးတော်မြင်ကလည်းကိုဘိုးတော်မြင်ကလည်းကဲအဲ့ဒါဆိုလို့ရှိရင်ဒရီရဲ့အမတ်တရဟာတာတွေဟုတ်ကဲ့တချင်းတွေပြက်လုံးတွေရှိမှာပေါ့နော်ရှိတာပေါ့ရှိလို့ရှိရင်ကျွန်တော်တို့ဒီပေးသက်လက်အမတ်တရပြန်ဖြစ်အောင်ပေါ့နော်ပြောင်းတန်းတဲ့အနေနဲ့ဒရီရဲ့ဟာတာလေးတကွက်နှစ်ကွက်လောက်တင်ဆက်ပြပါလေရတာပေါ့လေးဦးပါဦးဟာလူလူရေကျွန်တော်ရင်ထဲမှာလည်းမကောင်းဘူးဗျာဒါပေါ့ပါဘာလို့ဆိုတော့ကျွန်တော်ရဲ့ဖခင်ဖြစ်နေတဲ့အခါကျတော့ပြီးတော့အထူးသဖြင့်ဗာလဲဆိုတော့အဖေရဲ့သူလှုပ်ဆောင်ခဲ့တဲ့အမှုပြန်ချက်လေးတွေအများကြီးပါကျွန်တော်တခုပဲတောင်းပန်နေရရှိတယ်မိဘပြည်သူများကိုကျွန်တော်တို့ကမှတ်မိတဲ့ပြက်လုံးတွေထက်ကျွန်တော်ဒီဟာတသက်သားဆိုတဲ့အစီအစဉ်မှာစီစဉ်လျော်ညီမဲ့အဖေရေးခဲ့တဲ့အဖေပြုစုခဲ့တဲ့အဖေဖော်ထုတ်ခဲ့တဲ့အမှုပညာတွေကိုကျွန်တော်တို့ကလုပ်ရတာဆိုတဲ့အခါကျတော့လိုအပ်တာလေးအများကြီးရှိအများကြီးပေါ့ဗျာအဲ့ခါကျတော့ခွင့်လုပ်ပေးပါအဲ့တော့ကျွန်တော်တို့ကအခုလောက်ရမှာအဖေကတော့ဟိုကိုယ်တိုင်လူရှင်တော်မဟုတ်ဘူးသူကဒရိုက်တာလေကျွန်တော်တို့ဇက်ပင်လောကမှာလည်းဒရိုက်တာအမတန်မှဟိုလူပညာပြောင်းလဲတဲ့ပြဇက်တွေတချင်းတွေရေးခဲ့တယ်ဟုတ်တယ်ကျွန်တော်တို့ဒီအခုလူရှင်ရဲ့ရုပ်ရှင်လောကတဲ့ဟိုသူအသက်ကြီးမှရောက်တဲ့ခါကျတော့သူမှတ်တမ်းနဲ့မေရကြောင်များတို့ဘာညာတို့ဆိုတာအများကြီးပါအင်ဂျင်ဆန်တို့ဆိုတာလေကဒါကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတနစ်တာဟိုအမှားရဆုံးစီးရင်မှာတော့မှနံပါတ်1ဖြစ်ခဲ့တာဒီမှတ်တမ်းတွေမေရကြောင်များဆိုတာညနေမှညီအောင်ရိုက်ပြီးတော့ဟိုရွှေညီကိုခစ်ပေါ့ဗျာနော်ဒါကမှတအားပေါက်ပါကိုငင်းညမ်းတို့ရှဲတို့ကိုကောင်းကျော်တို့ကိုထက်ထက်တို့အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကအဖေဟာကိုပြန်လုပ်ရမယ်ဆိုတော့အဖေရဲ့ပြက်လုံးတွေလုပ်ရမယ်ဆိုတော့အဖေကတော့တချင်းကြီးတာတိတ်ကောင်းတယ်အရန်တော်တယ်ခွေးသူ့ရဲ့ဟာတဆိုတဲ့အတိုင်းပဲဟုတ်ကဲ့ဘာလဲသူ့ရဲ့ပြက်လုံးလေးတစ်ခုပဲရေးနှစ်ခုပဲရေးဟာကောင်းကိုကောင်းတာတော်တာဆိုတာမှတ်တမ်းတင်လောက်တဲ့ပြက်လုံးတွေပဲပြီးတော့အဖေကဘာထူးခြားလဲဆိုတော့သူကတချင်းတစ်ပုတ်ကိုအခုဆိုရင်ကျွန်တော်တို့ဒါပတ်မိုးပြီးတိကပ်ပြီးနေဆိုင်းစရာတွေသူကရောက်လာပြီဆိုလို့ရှိရင်သူကလွယ်အိတ်အစုပ်ကလေးနဲ့ဗျာဖေဟုတ်တယ်ဆင်းရတာကိုလွယ်အစိမ့်လေးကြောက်အချိန်မှာအခုချိန်ကြီးရှိသေးတယ်အဲ့ဒါကိုမိုးဝင်းဆက်ကိုသွားပြီဆိုလို့ရှိရင်ရောက်ပြီနေကဲသူကနားတဲ့ခါကျတော့ကဲလာတဲ့တချင်းတိုက်ကြမယ်ဆိုကိုမိုးဝင်းကိုတချင်းတိုက်ပေးတာတိုက်တဲ့ခါကျတော့အဲ့ဒီတချင်းမရေးရသေးဘူးနော်မရေးသေးဘူးမရေးသေးတာမရေးလို့မရသေးဘူးအဲ့ကျတော့ကဲတဲ့လို့တီးဝိုင်းနေတဲ့ဂီတာတွေစကြိုးညိပေါ့သူကဂီတာနဲ့စတာဟုတ်သူကအဲ့တော့ဆိုင်းပတ်စာမစုံသေးဘူးသူတချင်း3ဘိုးလောက်ပြီးသွားပြီနှစ်ပါးသွားတချင်းကိုအဲ့လိုမြန်တယ်အဖေတချင်းရတာသိမ့်မြန်ဟုတ်တယ်ချိုးညာသိပ်ကောင်းတယ်အဲ့တော့အဖေရေးခဲ့တဲ့ထဲကကျွန်တော်တို့ဒီဟာသားနဲ့ပတ်သက်တဲ့တခြင်းလေးတစ်ပုဒ်ဟိုကျွန်တော်တို့တူကြီးနဲ့ဆိုပြရမှာဟာတဆိုတဲ့အတိုင်းလေးပြီးတော့ဒါတန်ချက်မှာကျွန်တော်တို့ဒီပစည်းပစက်ကန်ကြီးမောင်ဒီရွှေစိတ်စုရတဲ့နှစ်ထဲမှာပါတဲ့တခြင်းလေးတစ်ပုဒ်ပေါ့အဲ့ဒါကောင်းတယ်အဲ့ဒါဦးလေးကကျွန်တော်သင်ပေးထားတာလေဟုတ်တယ်အဲ့တော့ကျွန်တော်ကအဖေရဲ့သားဟာအကူကဦးလေးကအဖေရဲ့ရောက်ဖဆိုကျွန်တော်ကအဖေနေရာနေလိုက်မယ်ဗျာကောင်းတယ်ငါသူ့ရောက်ဖနေရတယ်ကျွန်တော်ကပညာရှိပေါ့အမေဖြေလေးကျွန်တော်အဖေတို့ခက်ကလူကြီးတွေဆိုတော့သိမှာပေါ့အဲ့တော့အခုခက်လူငယ်လေးတွေသိအောင်ရှင်းတော့တန်ချက်တွေကဒီလိုတိုင်နေဆိုတာကြာတချင်းလေးနဲ့ဟာတဖြစ်အောင်အခုကိဖို့ပညာရှင်ကိဝိဇ္ဇာနဲ့တော့လှုပ်ဆန်းရကျုပ်တို့ဟာတအမှတ်တရလေးမေးမလို့မေးချင်တာမေးကန်ကြီးမောင်တွေကချစ်လူဖြစ်သွားပြီသိကြပြီလားသိကြပြီမေးပြီဟေးဒီမှာကြီးပညာရှိကဝိအမော်ကြီးရေဘာလဲကွာပြည်ရွာအရေးမတိတာလေးမေးလိုက်ပါရစေမတိမင်းမစင်စေရှိဆိုရှိတယ်ဘာလို့မင်းမလဲမြန်မင်းငါတုံးအားကြီးရေကောင်းပြီမေးမယ်မေးပါမြို့ထဲကကားတွေများလိုက်မောင်းဆုံးကြက်လို့ရုံသွားချိန်မှလေဘယ်လိုမှစီလို့ဖြစ်မရတိုးလို့တန်းလန်းအန္တရာယ်သိမ်များတယ်ဘာလို့ရမလဲကွယ်
ရုံးစင်းတယ်မလို့ ရုပ်တယ်အဆင်မပြေ မပြေဘူးကွာ အမလေးဒါများအစမ်းလုံးလို့ကွာ ပြောပါဦး ရှေရှေဝေးဝေးတွေးမနေနဲ့အလုတ်ထွက်ပလိုက် ဟာ ကာစီရတဲ့ပြဿနာအေးလို့သွားမယ်ဒါပေမဲ့တိတ်မပြောနဲ့သမင်းတော့ငတ်မယ်တခုတော့ရှိတယ် ဘာများတော့ ယထာကိုစီးရင်ရော ကောင်းသလားကိုဆရာ အတွဲထဲမှာမစိုးနဲ့အမြင်မတော်အောင်ခေါင်းတွေကြီးတဲ့တိုးလို့တန်းလန်းအန်ရဲ့တင်များတယ်ဒီတိုင်းပဲကောင်းတယ် ဘာလို့မလို့ အလုတ်ထွက်ပြစ်လိုက်ကားမစီးရတော့ဘူးလေ အဲ့တော့ငတ်မှာဗောဟာ ငါသေးဘောဘာဖြစ် အော်ဒီလိုလား ဘာဒါ ဘာမဖြစ်နိုင်တယ်ဗော ပြင်းနိုင်တယ် ကျွန်တော်ရဲ့ဝေဒနာလေးပြောပြပါရစေ ဟုတ်လေ မနဲ့မိုးလေးဆိုတာနဲ့ခေါင်းအမြဲကြိုက်တယ်လမ်းသွားရင်းနဲ့ခဏမကြာစကြောတွေတက်တယ်10နာရီလောက်ဆိုရင်တော့သွေးလို့ရှိတယ် တို့ ပြီးတော့လဲဆရာ ဘာလို့ကွာ ညီဦးရဲ့အိတ်မပြောပဲအစောကြီးပဲထားတယ်ငုတ်တုတ်ထိုင်ငါရဲ့လေကြီးအောင်လဲချောင်းနဲ့ရပြီးချောင်းတဟိုးဟိုးနဲ့တော်တော်အနေခက်တယ်နောက်ပြီးတော့လဲဆရာ ဘာတော့ ဝမ်းလဲချုပ်တယ် ဘာများတယ် ဘိုက်ခွဲတာလဲ12ခါရှိပြီ ဟာ တီပီယောဂါကလည်းအမြင့်ကမပြတ်နိုင် အမလေးတော်ပါတော့နားညီလိုက်တာ အဲ တလောက်ယောဂများတော့လေတင်းငိုင်းကုန်သွားတော့ ဟာ တခုတော့ရှိတယ် ဘာလဲဆရာ စေးရုံကိုတက်ပါလား ကောင်းသလားကိုဆရာ ရေကြိုက်ကမျောတယ်လူနာတွေထိုးသေးစားသေးလိမ့်သေးရှိသမျှအကုန်ဝယ်ရတယ်ဒီတိုင်းပဲကောင်းတယ် ဘာလို့မလို့ ဇွဲကြိုးချသေး ဟာကျုပ်သေးပါဗောဗျာ မင်းစေးရုံတက်တော့သေးပါပဲဟာဟို ဟောပတ်စံမရှိရင် မ သေးပါ ရှိ ပဲ သေးပါပဲလို့ ဒါဆိုမင်းစရာမေးမလား မေးခေးမယ် ကျွန်တော်တို့နေတာကစိုက်သားရပဲမယ် ဟုတ်လား အိမ်သားနဲ့အိမ်နဲ့ကလျက်ဆောက်တယ် ဟော မြေအောက်တွင်းလဲမလုံဖဲဒီတိုင်းဆော်ကြတယ် ဟာ မြေမကောင်းရှူမကောင်းတခြားပြောင်းတော့မယ် ဒီလိုလို့ခြာတိတ်လေးကျုပ်အကြံပေးမယ် လုပ်ပါဦး ဝင်တာမီယာဘက်ဆိုရင်တော့မြေတစ်ခွက်3600အီယာလန်ဘက်သွားနေရင်ဤဆိုတော့မနက်ဒါပေမဲ့ဒီတစ်သက်နင်းဘဝနဲ့မတန် ဟောဗျာ တခုတော့ရှိတယ် ဘာလဲဆရာ အမေရိကန်ပြောင်းနေမလားနယူးယောက်ကသိပ်ပြော အဲ လူဘဝမှာမော်ဒါပေမဲ့ပြောင်းဖို့ရွှေ့ဖို့သွားမလုပ်လိုက်နဲ့ဗီဇာခက်ခဲတယ်ဒီတိုင်းပဲကောင်းတယ် ဘယ်လိုနေရမလို့ ချီတော့တယ်နေ ဟာအဲ့ဒါနေရတာကြာပြီဗျာ ဘဝကိုမသိဘူးလာပြောနေတယ် ဟောဒီလိုပဲလား ဒီလိုပဲ ကျွန်တော်တို့အရာထက်နှစ်ထပ်အိမ်ကြီးမှာ ဘာဖြစ်တော့ နေတိုင်းဖဲဝိုင်းလုတ်တယ် အာ အမြဲတမ်းမှုတဲ့ဘိုက်ပူညူကိုချဲတိုင်းဖွင့်တယ် ပြောပါဦး ညောင်ပင်အောက်ကဗီဒီယိုသမားအပြာကအမြဲပြတယ်ဂျာနယ်တွေကအော်ပေမဲ့အရေးမလုပ်ကြတယ်အရေးပုံသမားတွေလည်းအမြဲတမ်းရှိတယ်လမ်းထိန်နာကဓာတ်စီမောင်ခိုးဘသူမှလာမပြောပါဘာဆက်လို့မလဲဆရာလေးနည်းနည်းရှင်းပါ ဟဲ့ကာလနာ မဖြစ်တော့ဗျာ နေပါစက်ကိုပိတ်ကာထားသင်းငိုင်းကုန်ဖနှောင်စား ဟုတ်ဗျာ တုံးလိုက်တဲ့အကောင်ရဲ့နေရာတကာမှသဘောပေါက်ဒီလိုရှိတယ်သူအားလုံးသဘောပေါက်မင်းလည်းသဘောပေါက် အာဂျာနယ်တွေကလည်းထဲတယ်အရေးပုံးလေးရှိတယ်ဓာတ်စီဆိုင်လေးရှိတယ်သဘောပေါက်သွားတယ်ချမ်းသာခြင်းလေ ရှောက်ရှောက်မမေးနဲ့ ချမ်းသာခြင်းလို့ပါကျွန်တော်တို့နေတာကတဲစုံကလေးပါ ဘာဖြစ်လဲ ခရံကဖယိုဖရဲ့ခေါင်းရင်းပဲရိုင် ဩ ဆင်းရဲတဲ့ဘဝဆိုအနှစ်20ရှိပြီဟိုဘဝကရေစက်များအကျိုးပညာလိုက်တာတိုက်ကြီးချမ်းကြီးကားလေးငါးစီးနဲ့ အမ ရန်နဲ့ဘီယာနဲ့တအားပဲမော့လိုက်ချင်းလုံပါအောင်ဆရာ အားလို့ရမှာတော့ ကျွန်တော်ကိုတနာပါအောင်ဆင်းရဲခြင်းလွတ်အောင်လမ်းပြတော်မူပါဒီလိုသာလွတ်လွတ်လပ်လပ်ချမ်းချမ်းမြေ့မြေ့တကယ်သာနေရရင်တစ်သက်လုံးပြမမေ့ပါကျေးဇူးဆက်ပါ ဒီလိုလို့ခြာတိတ်ကလေးတို့အကြံပေးမယ် လုပ်ပါဦး တစ်နှစ်အတွင်းမချမ်းသာတော့ပါဆွဲပြီးတော့ရိုက်မင်းနှမမြမေကိုနားချပြီးတော့ဝီစီမှုတ်တဲ့မော်တော်ဘီကယ်နဲ့တခါတည်းပေးစားလိုက်အဲ့ဒါမှတစ်နှစ်အတွင်းမချမ်းသာခဲ့ရင်ဒီမျက်နှာမှထောက်မနေနဲ့ချက်ချင်းခွဲပြလိုက် ခွဲမယ် ကလေးတယောက်မှမရသေးရင်ဒင်းအပြိုပဲပေါ့အကောက်ခွန်ကအရာရှိနဲ့ထပ်ပြီးပေးစားလိုက်အဲ့ဒါမှကွယ် မဖြစ်လဲ မချမ်းသာခဲ့ရင်တော့သင်းမောသားတယောက်ကိုပေးစားလိုက်ပါကွယ်ဒီဘဝမှာလွတ်လွတ်လပ်လပ်ချမ်းချမ်းမြေ့မြေ့တကယ်သာနေရပြီမင်းတို့မလေး မဖြစ်တော့ လင်3ယောက်ရှိ အဲ တိတ်မကြက်တော့ဘူး သူချောင်းချောင်းလည်းရှိတာပေါ့လေဟာဘာလို့ရှောက်ပြောနေ ဟုတ် လဲ ပြီအကောက်ခွန်တော့မော်တော်ဘီကယ်တို့ဟိုသင်းမောသားတို့ဆိုတော့တယောက်နဲ့အဆင်ပြေမှာပေါ့ဗျာခင်ဗျာ တယောက်ယောက်ကိုယူရင်တော့ချမ်းသာပြီးတော့ချောင်းချောင်းလည်းရှိမယ်ပေါ့ ကဲအဲ့ဒါကျွန်တော်တို့ဒါဟိုဟာ
တကြံတန်ချက်ရဲ့အပိုင်းအစာလေးတွေ အပိုင်းအစာလေးတွေပါ ဆိုလို့ရှိရင်တော့ဒီတန်ချက်တွေကအရှိ ဟုတ်ကဲ့ တောက်လျှောက်သွားလို့ရတယ်ဒါပေမဲ့ တရုပ်ပြလေးနဲ့ဟုတ်ကဲ့ ကျွန်တော်ဒီနေ့ဖြောပြတင်ဆက်ရတဲ့ဒီဟာတတ ဟုတ်ကဲ့ ကျွန်တော်အဖေကြီးရဲ့အကြောင်းကိုကျွန်တော်ပြောရတာပါ ပြောရတာပါ ဒါပေမဲ့စီစဉ်တင်ဆက်တဲ့အချိန်တွေရှိတယ် မဲ ပြီးတော့ပြောတဲ့ဆိုတဲ့ပြလုံးလေးတွေရှိတဲ့ခါကျတော့ကောင်းနှုတ်ရကောင်းနှုတ်ချက်လေးတွေကိုဖြောပြတင်ဆက်ရပါတယ် မှန်ပါဗျာ အဲ့တော့ဥပ္ပောကြီး လူလေး ကျွန်တော်တို့အခုဖြောပြတင်ဆက်ပြီးပြီဆိုတော့ဥရနဲ့တွားပြီးကျွန်တော်ဆွေးနွေးလိုက်အောင် ဟာကောင်းတယ်ဗျာအဲ့ဒါလေးနော် ကဲအားလုံးပဲကျေးဇူးတင်ပါတယ် မင်္ဂလာပါခင်ဗျာ တကယ်လေးစားကြကောင်းပါရဲ့ ဟုတ်ကဲ့ပါ နော်လူရှင်တော်မဟုတ်ပေမဲ့လည်းလူရှင်တော်တော်တော်များများယနေ့အချိန်ထိအဲ့ဒီတတိရေးခဲ့တဲ့ဟာတာချင်းပြက်လုံးတွေကိုသုံးဆွဲနေကြပါတယ် အများကြီးပါ သုံးဆွဲတဲ့အတွက်လည်းယနေ့အချိန်ဒီကိုပြည်သက်ကလည်းအားပေးနေတော့မှာ ဟုတ် ဗျာ ကဲ့ ဒါဒေဒီရဲ့ဒါကျွန်တော်တို့လူရှင်တော်လောကပေါ်မှာထားခဲ့တဲ့စေတနာပေါ့နော် ဟုတ်ကဲ့ နော်ကျွန်တော်ဒေဒီကဆိုရင်ဒါအမှုပညာသမားစစ်စစ်လို့လည်းပြောလို့ရတယ်ကျွန်တော်တလောကတည်းမဟုတ်ဗျဟာတာတစ်ခုတည်းမဟုတ်ဘူး ဟုတ်ကဲ့ပါ ဒရမာချိုးပြီးဇက်တွေရေးတာလည်းအရန်ကောင်းပါတယ်နော်တချင်းရေးတာလည်းတချင်းသူတချင်းတွေရတယ်ကျွန်တော်တို့မြန်မာပြည်ဒရန်တရားမှာတော်တော်အောင်မြင်တဲ့ကြော်ကြားတဲ့ခုချိန်ဒီကိုဇက်ဖွဲ့သားတွေအသုံးပြုနေတဲ့ချင်းတွေအများကြီးရှိပါသေးတယ်နော်နောက်ပြီးတော့ဒေဒီကဘာယောဂနဲ့စုံတာလဲ အဖေကနှလုံးသွေးကြောပြတ်သွားတာ อ๋อ အရင်တော့က तू ကဒီရင်ပတ်ကြီးကိုခွဲပြီးတော့သွေးကြော၃ချောင်းလုံးကိုပြန်ဆက်ထားတာရှိတယ်လေ ဟုတ်ကဲ့ အဲကျတော့ဒုံလိုက်ဆိုလိုပဲ လုံးစားကြီးဆုံးရတဲ့အတွက်လည်းအားအောင်ကြမိတယ်မခံစားဘူးပေါ့နော် ဒါပေမဲ့ဆရာဦးရဲ့ကိုအတွက်ကတော့မခံစားရဘူးမိသားစုက အေးပေါ့ အိမ်မက်တစ်ခုလို့ ရုပ်တရက်ကြီးဆိုတာလေ ဟုတ်ကဲ့ နော် ရုပ်တရက်ဆိုတာမှအကောင်းကြီးကနေပြီးတော့နိုင်ဝက်တော်တွင်ဆုံးသွားတာမောရဆိုပြီး အေးပါအေးပါ ကျွန်တော်မိသားစုမှာကျတော့အရင်ခံစား ဒါတော့ဟုတ်ပါတယ်နောက်ပြီးတော့ဒေဒီဆုံးတော့အတက်ဘယ်လောက်ရှိပါလဲ 84နှစ် 84နှစ်ဩ 28ရက်17လ2012ခုနှစ်မှာဆုံး ဟုတ်ကဲ့ တို့ရဲ့ဒီလူရှင်တော်စတာအစီအစဉ်မှာတော့မှပဲဒိုင်ဖြစ်လာပြီးတော့ ဟုတ်ကဲ့ ကူညီခဲ့သေးတယ်လေ ဟုတ်ကဲ့ ဒေဒီဒါတို့တွေနောက်ဆုံးမှာပဲနော်နောက်ပြီးအခုကမင်းရဲ့တက်ရောက်ထဲလား ကျွန်တော်အကူရယ် အကူရှိသေးတယ်လား အကူရှိတယ် ဩအကူရောနုပညာလောကပါ ဟုတ်ကဲ့အခုကအရင်တော့ဆိုတော့ तू ကချစ်မောင်မောင်မုံဆိုပြီးတော့ဒီလိုနုပညာဇာတ်လောကထဲမှာ तू က stage show မင်းသားပေါ့ Stage show သူက Michael Jackson လို့ကတာ ဩ တကယ်တူတယ် Jackie Chan နဲ့ တော့ပါဘာစံဘယ်ကချက်ချက်ရလား တကယ်တော့ရတာ ဒေဒီချေရနေနေပေါ့နော် အခုတော့ तू ကအဖေကဒီရှူမြင့်မို့ရှူဝဝင်းဆိုပြီးတော့ဟိုဟာဆရာတို့ကခဲ့တဲ့အငိမ့်တွေရှီလာမင်းတို့ဘာလို့အဲ့ဒါတွေကိုအခုကျွန်တော်ရှူမြင့်မို့ရှူဝဝင်းဆိုတာနှစ်ဖွဲ့ကြံခဲ့တာကိုအဲ့ဒါကိုကျွန်တော်လဲလေဖြောပြနေမှာဆိုတော့ तू manager လုပ်နေတယ်အခုဟုတ်ကဲ့ အေးပါဟုတ်ပါဟိုအမေကတော့အမေကတော့ကျမ်းမှာပဲမလား အမေကကျမ်းမာလားဆိုတော့ तू ကကျွန်တော်တို့မှဆိုရင်96ပါးဝေဒနာရှိတယ် तू က184ပါးလောက်ရှိတယ် ပိုးလာတာ ပိုးလာသူကဟိုဆရာကြီးကဒီနေ့လက်ကြိုက်တယ်လို့ကြားတယ်နောက်နေ့ကျရင် तू လက်ကြိုက်ပြီးသားပဲ တက်ကြီးလာတော့လူရော သူစိတ်မှာယောဂမပြောရင် တကူကြီးကကိုမိဘဆိုတော့လေကိုမှတောင်းဝင်ရှိတာဟုတ်ဒီလိုကမိဘကို ဟုတ် ပြင် ပါ ရ တယ် မှာပေါ့နော် ဟုတ်ပါတယ်ဆရာဖေရှီတုံးကဆိုရင်ကျွန်တော်ကအဖေကိုစိတ်ချမ်းသာအောင်မထားခဲ့ဘူးကျွန်တော်ဖေရှီတုံးကဆိုဘယ်လောက်ဆိုးရဆိုဆရာလည်းသိပါတယ်အရင်ဆိုတာဘလို့အဖေတိမ်မသွားတဲ့ခါကျတော့အဖေနေရာကိုရောက်တဲ့ခါမှာအမေကိုစိတ်ချမ်းသာအကောင်းဆုံးစိတ်ချမ်းသာအောင်ထားပါ အေးပါကျေးဇူးတင်ပါတယ်နော်ကဲဒါဆိုရင်ဒီနေ့ဒီလိုဟာတာအစီအစဉ်လေးမှာအခုလိုတကူတက်လာရောက်ပြီးတော့ဆွေးနွေးပြီးတဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်အစီအစဉ်များရှိလို့ရှိရင်လည်းဖိတ်ခေါ်ရင်လာရောက်ပြီးတော့ကူကြပါဦးလို့တောင်းဆိုပါရစေ ဟုတ်ကဲ့ပါဝမ်းလဲဝမ်းသာပါတယ်ကျွန်တော်တို့နောက်အစီအစဉ်ဆိုလို့ရှိရင်လည်းကျွန်တော်ဆရာအရင်ကတော့ဦးမိုးကျော်ပါသူ့ကျွန်တော်မျှော်ပြီးလာ ဟုတ်နာသီးနေပါဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့မြန်မြန်လေးပြောင်းရိုက်တက်လိုက်ပါ ဟုတ်ကဲ့ ကျွန်တော်လည်းလုပ်ရပါဟာတာချစ်တဲ့မိဘပြည်များနော်ကျွန်တော်တို့ဟာတာသားကိုအားပေးနေကြတဲ့မိဘပြည်ပေါင်းကျွန်တော်တို့ရဲ့ဒီတစ်ပတ်ဟာတာသားအစီအစဉ်မှာကျွန်တော်တို့ရဲ့ဆရာဒေဒီကမုံကိုဆွေးနွေးလို့ပြီးဆုံးပါပြီနောက်ပတ်စဉ်ဒီမှာဒီပေါင်ထဲကိုဘယ်သူရောက်ပြီးတော့ဘယ်သူအကြောင်းဆွေးနွေးရအောင်လဲဆိုတာစောင့်မျှော်နေဒီတစ်ပတ်တော့ဒီညနေနားပြစီဗျာ